တို့တိုက်ရင်းသားမှာကတ်နေတဲ့တိုးဂိတ်ကြီးကိုဒီတိုးဂိတ်မှာလည်းစစ်ခွေးတွေအထိုင်ချထားသေးတယ်အဲ့ဒါလို့ဂိတ်ကိုဝင်ရောက်တိုက်ခိုက်နိုင်တယ်ဆိုတဲ့အားဟာတော်လိုင်းအင်အားစုတွေအင်အားတာမှုကဘယ်လောက်ထိတာလို့လဲစဉ်းစားကြည့်လိုက်နော်အဲ့ဒါအဖြေပဲအဲ့တော့ချိန်ကကျွန်တော်တို့ဖြစ်မင်းတို့ကဖြစ်ပြေးနေပါလို့ပြောခဲ့တယ်နောက်တစ်ခုအစိုးဆုံးကတော့ဒါလက်ရှိ PDF လူကြီးပိုင်းတွေဆိုရင်ခဏခဏပြောနော်ဒီစကားတစ်ချိန်ကမင်းတို့တွေကလက်နက်ကင်ထားတဲ့လူအုပ်ကြီးပါကွာဆိုတဲ့စကားကိုနိုင်ငံချွတ်နိုင်ငံတွေကတော့ပြောခဲ့တယ်ပေါ့လက်နက်ကင်တဲ့လူအုပ်ကြီးကဘယ်လိုအဓိကကတော့အဲ့ဒီချိန်တုန်းကပါလဲ PDF တွေဆိုတာလက်နက်ကင်တဲ့လူအုပ်ကြီးပါလို့ပုံဖြတ်ခဲ့တာဒါပေမဲ့သူတို့ပုံဖြတ်ခဲ့တယ်မဖြစ်လာဘဲနဲ့ PDF တွေဆိုတာတိုင်ရင်ဟိုတင်တန်းတွေတစ်ခုပြီးတစ်ခုတက်တယ်နော်အခုဆိုရင်အနည်းဆုံးတင်တန်းတက်ထားတဲ့ PDF ကတင်တန်း2ခုရှိတယ်နော်အခြေခံတင်တန်းနဲ့မွမ်းမံတင်တန်းလောက်ကိုလူတိုင်းတက်ပူသွားပြီနော်အချို့ PDF တွေဆိုရင်တိုက်ခိုက်အထူးတိုက်ခိုက်တင်တန်းလို့ကွန်မဒိုတင်တန်းစတက်ဖြစ်ပေါ့နော်အရာရှိတင်တန်းဟိုသူတို့တင်တန်းတွေမြောက်များစွာကိုတက်ထားသလိုတစ်ဖက်မှာလည်းစစ်ရေးအတွေ့အကြုံမှာတိုက်ပွဲကိုလေအနည်းဆုံးမပစ်ဘူးတဲ့ရဲဘော်တော်20အစိတ်ပစ်ဘူးထားတယ်ရာကျော်ထိအတွေ့အကြုံရှိတဲ့ရဲဘော်တွေလည်းအများကြီးရှိတယ်အဲ့တော့စနစ်တကျလက်ကျင့်တယ်စုဖွဲ့တယ်ချိန်အောင်ကွန်မန်းကိုတိစောက်တယ်အခုလိုတိုက်ပွဲတွေအောင်မြင်လာတယ်ဆိုတော့အဲ့ဒီရဲ့နောက်ွယ်မှာပေးဆက်တာလည်းအများကြီးရှိတယ်